ညနေခင်းရဲ့တိတ်ဆိတ်မှုကိုဖြိုခွဲပြီးကောင်းကင်ရံကမူသားတွေဟာအုတ်မိုင်းလိုလာခဲ့ပြီးမြေနီလန်းပေါ်ကိုပထမဆုံးကျဆင်းလာတဲ့မူဆက်တွေကမြေသေးနက်နက်လေးနဲ့အတူအေးမြခြင်းကိုယူဆောင်လာပေးတယ်။အပြင်မှာမိုးတွေတဲတဲမဲမဲရွာနေပေမဲ့အင်္ဂလိပ်ထဲမှာတော့မိအိမ်လေးတစ်လုံးရဲ့အလင်းရောင်နဲ့အတူနှွေးထွေးလို့နေဆဲပေါ့။မိုးရေဆက်မှာမျောသွားတဲ့စက်ကူလေးလေးကိုကြည့်ရင်ကျွန်တော်တို့ရဲ့ငယ်ဘဝအိမ်မက်တွေဟာလည်းဒီမိုးရေဆက်တွေလိုပဲအပြစ်ကင်းစင်ခဲ့ပြီးတယ်။မိုးဖုတ်ဖဲအောက်ကအိမ်အပြန်လန်းဟာပင်ပန်းသမျှကိုစေးကြောပေးလိုက်သလိုပါပဲ။ဒီမိုးရေဆက်တွေဟာကျေးလက်တော်ရလေးကိုပိုပြီးတက်ဝင်လန်းဆန်းစေခဲ့ပါတယ်။မိုးတိတ်သွားတဲ့အခါကောင်းကင်ရံဟာပိုပြီးကြည်လင်သွားသလိုကျွန်တော်တို့ရဲ့နှလုံးသားတွေလည်းအေးချမ်းခြင်းတွေနဲ့ပြည့်နှက်သွားတော့တာပေါ့